ပွဲစားမလို့ပဲအခန်းကိုကိုယ်တိုင်ဘလို့သွားငှားမလဲခန်းလို့ရှိလားဆိုလို့ရှိရင်တော့มีห้องว่างไหมครับมีห้องว่างไหมครับงากะตะละကိုဘယ်လောက်လဲဆိုလို့ရှိရင်တော့ค่าเช่าเดือนละเท่าไหร่ครับค่าเช่าเดือนละเท่าไหร่ครับสปอร์ကြီးဘယ်လောက်ပေးရမလဲဆိုလို့ရှိရင်တော့ค่ามัดจำเท่าไหร่ครับค่ามัดจำเท่าไหร่ครับค่าไฟค่าน้ำต้องจ่ายเองเหรอครับค่าไฟค่าน้ำต้องจ่ายเองเหรอครับပြောချင်တာကတော့ရေကမိကကိုယ့်ဘာတော့စောင်းမှာလားပေါ့ကျွေ7မှာတဆောင်နေရပဲအဲ့လိုပြောတာจ่ายทั้งหมดเท่าไหร่ถึงเข้าอยู่ได้ครับจ่ายทั้งหมดเท่าไหร่ถึงเข้าอยู่ได้ครับပြောချင်တာကတော့ခန်းထဲဝင်ယူနေရဖို့ခန်းထဲဝင်နေရဖို့ဘယ်လောက်အကုန်လုံးမဘယ်လောက်ချင်းရမလဲပေါ့နော်။ဒါလေးရတော့အခန်းကားတဲ့ခါအရှိခံကြားတဲ့စကားလုံးလေးပဲဖြစ်ပါတယ်။နောက်နေ့ဗီဒီယိုမှာပြန်ဆောင်မယ်သိချင်ရှင်ကိုမမငယ်ပါအားလုံးပဲဘိုင်ဘိုင်ပါ။